ချစ်သူရေရန်စားကောင်းတဲ့ကျွန်တော်ဖွာရဲ့လှုပ်ဝက်ချက်ရောက်ကောင်းငါကြောကိုကြောပြပေးသွားပါမယ်ကျွန်တော်ငယ်ငယ်တုန်းကဆိုရင်ကျွန်တော်ဖေမေအနိုင်ငံသားမှာလှုပ်သွားလှုပ်ခဲ့ရပါတယ်အဲကြောင့်ကျွန်တော်ဘိုးဖွားနဲ့ပဲကြီးပြင်းလာခဲ့တယ်ကျွန်တော်ငယ်ငယ်တုန်းကဆိုရင်ဒီငရောက်ကောင်းငါကြောကျွန်တော်ဖွားခဏခဏချက်ကျွေးပေးတယ်အရန်စားကောင်းလုံးလို့ဘယ်လိုချက်လဲလို့ကျွန်တော်ဖွားကိုမေးခဲ့ပါတယ်ငါရဲ့လှုပ်ဝက်ချက်လို့သူပြန်ဖြေခဲ့တယ်နောက်3 4နှစ်လောက်ကြာတော့သူရဲ့လှုပ်ဝက်ချက်သူကျွန်တော်ကိုပြောပြခဲ့ပါတယ်ငါရဲ့မြီမင်းဘာဟင်းချက်မင်းရဲ့ဖြူစင်တဲ့ချီချင်းမေတ္တာကိုထည့်လိုက်ပါကျွန်တော်သူ့စကားကိုကြားလိုက်ပြီးနောက်အဲဒီနေ့ကစပြီးကျွန်တော်ဘာဟင်းချက်ကျွန်တော်ရဲ့ဖြူစင်တဲ့ချီချင်းမေတ္တာနဲ့ပဲအမြဲချက်ပါတော့တယ်ကျွန်တော်ဖွားရဲ့စကားကိုလည်းအမြဲသတိရသွားမှာပါကျင်းတို့ရောငယ်ချင်းတို့ရောဒီလိုတွေ့ကြုံရှိဖူးလားငယ်ငယ်တုန်းကဖူးဖွားအိမ်မှာနေခဲ့ဖူးလားကျွန်တော်လိုမျိုးတွေ့ကြုံခဲ့ဖူးရင်ကျွန်တော်ကိုပြောပြလို့ရပါတယ်နော်အားလုံးပဲဒီဗီဒီယိုကိုကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပြီးရင် like နဲ့ comment လေးပေးတော့ပါနော်